လကဘာခီးစဉ် Apollo 7 1969 ခုနှစ်ဇူလိုင်လ16ရက်နေ့မှာလူသားတွေရဲ့အကြီးကျယ်ဆုံးခရီးစဉ်စတင်ခဲ့ပါတယ်။အာကာသယာဉ်မှူး3ဦးလိုက်ပါသွားတဲ့ Apollo 7ဟာကမ္ဘာမြေကနေမိုင်ပေါင်း2,400,000 กว่าဝေးတဲ့လစီကိုဦးတည်ပြန်တန်းခဲ့ပါတယ်။၄ ရက်အကြာဇူလိုင်20မှာတော့အေဂုတ်လို့ခေါ်တဲ့လဆင်းယာဉ်ငယ်လေးဟာလပတ်လမ်းကြောင်းကနေခွဲထွက်ခဲ့ပါတယ်။ဆင်းသက်တဲ့အချိန်မှာကွန်ပျူတာအချက်ပေးသံတွေမြည်ပြီးစီကုံဖို့စက္ကန့်ပိုင်းပဲလိုတော့တဲ့အခြေအနေနဲ့ကြုံခဲ့ရပါတယ်။ကံကောင်းထောက်မှစွာနဲ့ယာဉ်မှူး Neil Armstrong ဟာယာဉ်ကိုဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။သူဟာလှေကားကနေဆင်းပြီးဒါဟာလူတစ်ယောက်အတွက်သေးငယ်တဲ့ခြေလှမ်းလေးဖြစ်ပေမဲ့လူသားထုကြီးအတွက်တော့ကြီးကျယ်တဲ့အရွေးတစ်ခုပါလို့ပြောကြားခဲ့ပါတယ်။သူတို့ဟာလပေါ်မှာ20နာရီကြာနေထိုင်ပြီးကြောက်ခဲနမူနာတွေယူဆောင်ကကမ္ဘာမြေကိုအောင်မြင်စွာပြန်ရောက်ခဲ့ပါတယ်။ဒီခီးဟာလူသားတွေရဲ့ကြီးကျယ်တဲ့အာကာသဆိုင်ရာခြေလှမ်းတွေထဲမှာတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။